မင်္ဂလာပါ Corazon and Harmony Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီရက်မှာတော့ကျွန်မဖတ်ပြပေးချင်တဲ့ဆောင်းပါးကတွေ့တိုင်းစိတ်ညစ်နေရတဲ့အစိတ်အတောက်စစ်စံရေးဖြစ်နေပြီလားဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်လူတွေဘာကြောင့်လက်သွဲဖော်ရှာကြတာလဲလက်သွဲဖော်နဲ့ပတ်သက်လို့ရှိရင်တချို့ကချစ်ချင်းမြတ်တာကိုရှာတယ်တချို့ကစိတ်တူကိုတူကိုရှာတယ်နှလုံးသားကိုဦးစားပေးတဲ့သူတွေရောအုံနောက်ကိုဦးစားပေးတဲ့သူတွေရောအမျိုးမျိုးပေါ့ဒါပေမဲ့သိချတာတစ်ခုကလက်သွဲဖော်ကိုရှာခြင်းဟာပျော်ရွှင်မှုကိုလိုချင်လို့ပါပဲလက်သွဲဖော်နဲ့အတူရှိနေတဲ့အချိန်မှာကိုချစ်ခံရရင်သူ့ကိုချစ်နေရရင်ချစ်ချင်းမြတ်တာရှိရင်ပျော်ရွှင်နေရမယ်လို့ထင်ကြလို့ပါပဲဒီလိုထင်ပေမဲ့တကယ်တမ်းမှာတော့ကိုနဲ့လက်သွဲဖော်ကြမှာပျော်စရာကနည်းလာပြီးတော့စိတ်ဆင်းရဲရတဲ့အချိန်ကပဲများနေပြီဆိုလို့ရှိရင်အခုခုတော့မားနေပြီကျွန်တော်ကိုယ်တိုင်လည်းအစိတ်အတောင်ဖြစ်တဲ့ဆက်ဆံရေးတွေကိုကြုံဖူးခဲ့တယ်လို့ကိုယ်တိုင်လည်းလှုပ်ဖူးခဲ့တာကြောင့်အခုအချိန်နှစ်ဦးကြားဆက်ဆံရေးမှာဘယ်အရာတွေကအစိတ်အတောင်ဖြစ်စေလဲဆိုတာကိုသတိပြုပြီးတော့ရှောင်ရှားတက်လာပါပြီအရန်ကိုသိတာတဲ့အချက်ဖြစ်ပါတယ်ရင့်ကျက်လာတာရဲ့အစိတ်အတောင်ဖြစ်စေတဲ့အရာတွေကိုဖယ်ရှားသွားနိုင်တဲ့အချိန်ကြလို့ရှိရင်နှစ်ဦးကြားကဆက်ဆံရေးကအများကြီးပြောင်းလဲသွားပါတယ်ပျော်စရာတွေပဲရှိတော့တယ်တခြားကိစ္စနဲ့သာစိတ်ညစ်ရရင်စိတ်ညစ်မယ်နှစ်ယောက်ကြားမှာပြဿနာတွေနဲ့တော့မစိတ်ညစ်ရတော့ဘူးဒီနေရာမှာကျွန်တော်သတိပေးချင်တာကလေအစိတ်အတောက်ဖြစ်တဲ့ဆက်ဆံရေးဆိုတာတယောက်ထဲကနေပြီးတော့လုံနေရဲဆိုတာမျိုးကရှားပါတယ်အများအဖြစ်နှစ်ယောက်စလုံးမှာပြဿနာရှိနေတတ်ပါတယ်ငါကတော့ဖြစ်မှန်တယ်မားနေတာသူဆိုပြီးတော့လှုပ်လို့ရှိရင်ဘရောမှပြင်လို့ရတော့မှာမဟုတ်ပါဘူးနံပါတ်1တစ်ချက်ကတော့အယုတ်အကြည်ကင်းမဲ့တာလူနှစ်ယောက်တွဲတဲ့အခါလက်ဆိုင်နဲ့ဆက်ဆံရေးနဲ့ပတ်သက်ဆွနေမှုရှိလာတဲ့အချိန်မှာတယောက်နဲ့တယောက်ယုံကြည်ချက်ရရှိဖို့လိုပါတယ်24နာရီလုံးအတူရှိနေရတာမဟုတ်ဘူးဘာအလုံးမှမလုပ်ကြဘဲနဲ့အတူတအိမ်ထဲနေရင်တော့မှရေချိုးတဲ့ချိန်အိမ်သာသက်ချိန်တွေမှာတော့ခွဲနေရမှာဖြစ်ပါတယ်အချင်းချင်းအယုံကြည်မရှိဘူးဆိုလို့ရှိရင်2မိနစ်လောက်ခဏလူချင်းကွဲသွားရင်တော့မှတခြားတယောက်နဲ့စကားသွားပြောနေလားလို့ထင်မိမှာပါပဲကိုကလည်းယုံကြည်ပေးရမယ်ကို့အပေါ်လဲယုံကြည်မှုပေးနိုင်ရမယ်ယုံကြည်မှုကိုတည်ဆောက်နိုင်ရမယ်အဲ့လိုတူနဲ့တူယုံကြည်မှုမထားနိုင်ဘူးအချိန်တိုင်းဖောက်ပြန်မလားနောက်ွယ်ရမှာမဟုတ်တာလုပ်နေမလားဆိုပြီးတော့စိုးရိမ်နေရရင်တော့ရှင်းလို့မရတဲ့ပြဿနာတွေနဲ့ပဲအချိန်တိုင်းသိစင်ရဲနေရမှာဖြစ်ပါတယ်ဒီနေရာမှာတူနဲ့တူအပြန်လဲ username တွေ password တွေပေးထားကြတာလဲပါပါတယ်ကျွန်တော်တို့လင်မယားနှစ်ဦးဆိုလို့ရှိရင်ဖုန်းကွန်ပျူတာအကောင့်တွေတယောက်နဲ့တယောက်ကြည့်ကြတယ်ဘယ်သူမှပေးလို့တိုက်တွန်းတာလည်းမဟုတ်ဘူးတောင်းကြတာလည်းမဟုတ်ဘူးသူ့အလိုလိုဖြစ်လာတာဖြစ်ပါတယ်ပြောချင်တာကပေးချင်လို့ပေးထားကြတာလည်းပေးထားမပေးထားလို့လည်းဘာမှမဖြစ်ဘူးဒါပေမဲ့ပေးထားပြီးယုံကြည်မှုပျောက်ဆုံးနေတာမျိုးကပို့ပြီးတော့စိတ်ပင်ပန်းရတယ်မလားနှစ်ဦးသားချင်းနဲ့ရင်ပေးထားမထားဘာကိုမှပြဿနာဖြစ်လာစရာအကြောင်းမရှိပါဘူးနံပါတ်2တစ်ချက်ကတော့အချင်းချင်းမကျင်တာတယောက်နဲ့တယောက်ကြားမှာရွက်လိုက်ဆောင်းလိုက်အပြစ်တင်အော်ဟစ်လိုက်ဝန်းတိုင်းကျဲရဖြစ်လိုက်ဆဲဆူလိုက်ဖြစ်နေလို့ရှိရင်ဆက်ဆံရေးကပြောစရာမကောင်းတော့ဘူးပေါ့နော်ဘလောက်ပဲတန်ရုံးစီရှိပါတယ်ပဲပြောကြာလာတဲ့နဲ့အမျှဒဏ်ရာတွေပို့ဖြစ်လာပြီးတော့နောက်ဆုံးကြတော့တိကနေအဆုံးတက်သွားပါတယ်မုံတီမှုတွေမပါသွားရင်တော့မှကံကောင်းလာပြီအဲ့ဒါကြောင့်အချင်းချင်းခေါ်ပြောတာကနေစလို့ပြဿနာတစ်ခုခုဖြစ်လို့နှစ်ဦးသားစကားများကြရတယ်ဆိုရင်တော့မှအဖြေကိုပဲဥတီပြီးတော့ရှာကြပါရွက်ဆောင်ပြီးတော့တယောက်နဲ့တယောက်ပို့ပြီးတော့နာကျင်အောင်စကလုံးတွေကိုထိလက်ရောက်တွေနဲ့မလောက်ကြဖို့အရေးကြီးပါတယ်ဒါတွေကဒဏ်ရာတွေဖြစ်လာပါလိမ့်မယ်နံပါတ်3တစ်ချက်ကတော့အရန်ထိတ်ချုံလုံးတာချစ်တာကချစ်လို့ရတယ်ဒါပေမဲ့အချိန်လုံးလိုက်ပြီးတော့ထိန်ချုံနေရဆိုလို့ရှိရင်ဘယ်သူမှမကြိုက်ဘူးဘလောက်ချစ်ပါတယ်ပြောသူ့စိတ်နဲ့သူ့ကိုနေခွင့်ရမယ်လို့မရှိအောင်လိုက်ပြီးတော့ထိန်ချုံနေဆိုလို့ရှိရင်ဘယ်လိုလုပ်ပြောနိုင်တော့မှာလဲပြန်မပြောရလို့သာရှိမယ်လောင်အိမ်ထဲမှာနေရတယ်လို့ဖြစ်နေမှာပေါ့တချို့တွေကဒီလိုမျိုးနေရတကလိုက်ထိန်ချုံနေရတာကိုချစ်တယ်လို့ထင်တာနော်အဲ့ဒါဆိုရင်တော့တနာစရာကောင်းတယ်ဒီလိုမျိုးချစ်တယ်အချစ်ခံရတယ်ဆိုတာခွေးလေးတွေချောင်လေးတွေကိုချစ်တယ်လို့မျိုးဖြစ်မနေဘူးလားလူတယောက်မှာသူ့စိတ်နဲ့သူ့ကိုနေပိုင်ခွင့်ရှိတယ်နှစ်ဦးကြားဆက်ဆံရေးကိုမထိခိုက်ပြီးကိုယ်စိတ်နဲ့ကိုနေပိုင်ခွင့်ရှိတယ်ဒီလိုအပြန်အလှန်နားလည်ပေးမှုတွေရှိတဲ့တယ်အပြန်အလှန်တော့ဖြစ်ရမှာပေါ့နော်ကိုတငယ်ချင်းတွေနဲ့ဘီယာထွက်တော့ချင်တယ်ဆိုလို့ရှိရင်သူ့တငယ်ချင်းတွေနဲ့ဈေးဝယ်ထွက်တာကိုလည်းနားလည်ပေးနိုင်ရမယ်နံပါတ်4တစ်ချက်ကတော့အသိကိုမထားခဲ့နိုင်တာအသိကိုမထားခဲ့နိုင်လို့ရှိရင်ခဏပြဿနာဖြစ်ရပါလိမ့်မယ်
လူတိုင်းမှာအသိဆိုတာရှိပါတယ်တိုက်ချင်မှကြိုက်လိမ့်မယ်ဒါပေမဲ့ဒီလူကိုတကယ်ချစ်တယ်လက်သွဲဖို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအသိကိုမကြိုက်လဲလက်ခံမှရပါမယ်လက်မခံနိုင်ဘူးဆိုလို့ရှိရင်တော့ရှေ့ဆက်ဖို့စူးစမ်းမနေနဲ့တော့ဘောနော်လူဦးကြားဆက်ဆံရေးမှာရင်ထဲကအဆိုင်အခဲကြီးနဲ့ဆိုလို့ရှိရင်အရန်ထိရှလွယ်တာမျိုးဖြစ်လာနိုင်ပါတယ်တခုခုဆိုလို့ရှိရင်ဒါကိုပဲပြန်ပြီးတော့တတိယပြီးတော့ပြဿနာတွေထက်ဖြစ်နေတော့မှပြဿနာတွေဖြစ်လာတာများလာလေလူဝစိတ်ဆင်ရရလေပိုဝေးလာလေပဲဖြစ်လာမှာနံပါတ်5တစ်ချက်ကတော့မလေးစားတာလူနှစ်ဦးဆက်ဆံရေးမှာကြောက်စရာမလိုပါဘူးဘသူကတော့ဘသူကိုကြောက်နေရပါတယ်ဆိုတာမျိုးဖြစ်စရာကိုမလိုတာအပြန်အလှန်လေးစားကြရင်အဆင်ပြေပါပြီယောက်ျားကြောက်ရတယ်မိန်းမကြောက်ရတယ်ဒီစားကြောက်ရတယ်ဆိုတာမျိုးကအတိတ်ပဲမရှိဘူးလူတယောက်ဟာမဟုတ်တာမလုပ်နေသေးဘယ်အရာကိုမှကြောက်မနေသင့်ဘူးငါဆုံးဖြတ်ချက်ကအတီးငါသဘောထားကပဲအမှန်ငါလောက်ရက်ကမှလက်ခံနိုင်ဆိုတာမျိုးကတော့ရေရှည်မှာအလုပ်ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်ပေါ့နှစ်ဦးသားတိုင်ပင်နဲ့ရင်ဆိုင်တာကငါမငါသာလင်းအခရာနင်ကငါနောက်လိုက်ငါလောက်တာငါပြောတာနာခံဆိုတော့အဖက်သက်ဆက်ဆံရေးမျိုးထက်တော့ပိုကောင်းမှသိချတယ်ဒါမျိုးတွေရှိနေလို့ရှိရင်တိတ်အခြေအနေမကောင်းဘူးကိုယ့်ရဲ့ဤသားကိုယ့်ရဲ့အိမ်ထောင်ဘက်ကတော့ကိုယ့်အပေါ်မှာအယုံကြည်မရှိဘူးကြည်နာမရှိဘူးကိုဟာမလို့ရဒီဟာမလို့ရထိန်းချုပ်လို့နေအရင်ကဟာတွေပဲပြန်ပြီးတော့အစဖို့တိုက်ခိုက်တယ်ကိုမလေးစားဘူးအဖက်မလုပ်ဘူးဆိုတဲ့ဆက်ဆံရေးမျိုးကအသက်ရှူတက်လုံးပါတယ်ဘလို့မှလည်းရေရှည်အတွက်အဆင်မပြေနိုင်ပါဘူးအဲ့လိုမျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်တော့ပြင်ဆင်ပြောင်းလဲဖို့ကြိုးစားရမှာဖြစ်ပါတယ်ဒီမှာလဲသူ့เจ้าငါเจ้าနဲ့ထပ်ပြီးတော့လက်ညှိုးထိုးမနေကြပဲနဲ့ဒီနှစ်ဦးကလိုလလားနဲ့ကြိုးစားပြောင်းလဲကြဖို့လိုပါတယ်ဒါဆိုလို့ရှိရင်တော့သီးတတာပြောစရာကောင်းလာမှာဖြစ်ပါတယ်ဒေါက်တာသူရီလိုင်ဝင်းရေးသားထားတဲ့တွေ့တိုင်းစိတ်ညစ်နေရတဲ့အစိတ်အသောက်ဆက်ဆံရေးဖြစ်နေပြီလားဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ပတ်ကြာလို့ရှိရင်တော့နောက်ထပ်ဆောင်းပါးအတစ်တပုံနဲ့ကျမတို့ထပ်ပြီးတော့ပြန်ဆုံဖို့မျိုးလင့်ပါတယ်အားလုံးပဲပါရတဲ့နေ့လေးကိုပိုင်ဆိုင်နေကြပါစေ